Good morning, everyone. I haven't seen you for a long time. Haven't made a video for a long time. Sorry for that. I can't make a video every week because I'm busy or getting sick. Okay, ဒီနေ့မှာတော့ကျွန်တော်ကဒီ B2 နဲ့နေသားနဲ့အဲ့ဒါကိုပြောပြပေးပါပါ B2 ဆိုရင်ငါ level ပေါ့နော်အဲ့လိုမျိုးအဲ့ဒါတွေပြောပြပေးပါပါ Okay အဲ့ဒါဆိုရင်ဘယ်လိုပြောကြည့်ပါပေါ့နော်အဲ့ဒါဆိုရင်ပြောကြည့်အောင်နော်ဘာတွေပြောမလဲဆိုတော့ဒီနေ့ကတော့ဒီsorry ငါကတော့လေညင်းလေးတွေအရန်ကြိုက်တယ်ပေါ့အဲ့ဒါပြောကြည့်မယ်ငါဆိုတော့I like brace too much. I like a brace too much. Okay, now they areပြောမယ်အဲ့ဆိုရင်ငါ level ပေါ့နော် I also ပြောလို့မရပါဘူး I also မမှန်ပါဘူးI also ဒီကိုကပြောလိုက်လို့နိုင်ငံခြားသားတွေကတော့နားလဲတာပေါ့နော်အဲ့ဒါကိုနားလဲတဲ့ဆိုပြီးမှန်လို့မရပါဘူး I also မဟုတ်ပါဘူးအင်္ဂလိပ်မှာ I also မရှိပါဘူးငါ level ကိုဘယ်လိုပြောလဲဆိုတော့ me too လို့ပြောပါတယ် me too ဆိုရင်ငါ levelအဲ့ဒါဆိုရင်ဒီငါလည်းပဲဒီ brace လက်ညှင်းလေးတွေကိုကြိုက်တယ်ပေါ့နော်အဲ့လိုမျိုး Okay နောက်တစ်ခုက other like a rainy season other like a rainy season other like a rainy season ဆိုတော့မိုးရာသီကိုမကြိုက်ဘူးပေါ့နော်ငါမိုးရာသီကိုမကြိုက်ဘူး Okay နောက်တစ်ယောက် me too ဒါပြောမယ်ဆိုရင် me too လို့ပြောလို့မရတော့ဘူးပေါ့နော်အဲ့ဒီနေရာမှာငါလည်းပဲဆိုပြီးတော့ဘာဖြစ်လို့ဆိုတော့ negative do not တွေနဲ့ပြောတဲ့စကားလုံးတွေမှာဆိုရင်me နေသားလို့ပြောရပါတယ်နေသားထဲလို့ထဲမှာအရာပါတယ် me too ဟိုပြောလို့မရတော့ပါဘူးအဲ့ဒါဆိုရင်တယောက်က other like rainy season လို့ပြောလို့ရှိရင်ကိုက me နေသားလို့ပြောရမှာပါ Okay အားလုံးနားလည်မယ်လို့ထင်ပါတယ် Thank you for your watching see you next video တွေလုံးဖြစ်တာလည်းကြာပြီအဲ့ဒီတော့တောင်းပန်ပါတယ်အကောင်းလေးကို follow ထားဖို့